ရောက်ခန်းတွေသပင်ညက်ဆိုင်နောက်ပေးတွေကော်ဖီဆိုင်ရဲ့ကျမ်းမြေအောက်တွေမှာလျှို့ဝှက်ဘားတွေကိုစတင်ဖွင့်လိုက်ကြအဲ့ဒီဘားတွေကိုဝင်ဖို့ဆိုရင်ဒီတိုင်းလမ်းလျှောက်ဝင်သွားလို့မရဘူးတကားမှာပေါက်သွေးတစ်ခုပါလေးရှိတယ်အဲ့ဒီပေါက်ကနေကြည့်နေတဲ့အဆောင်ကိုသိထားတဲ့လျှို့ဝှက်စကားဘက်ကိုပြောပြရတယ်စကားအမှန်မှာတကားဖွင့်ပေးတယ်အထဲရောက်ရင်လည်းစကားကိုအတန်ကြီးမပြောအောင်သိုးတတာပဲပြောရတယ်အင်္ဂလိပ်လို speak easy ပေါ့အဲ့ဒီကနေဆင်းသက်လာပြီးဒီလိုလျှို့ဝှက်ဆိုင်တွေကို speak easy ဘားတွေလို့ခေါ်ပြန်သွားတာဒီနေ့ချိန်ကြီးပဲဖြစ်ပါတယ်ဒါဆိုအဲ့ဒီခေတ်ကလျှို့ဝှက်ဘားတွေမှာတောက်ရတဲ့ရက်တွေကကောင်းလားဆိုတော့လုံးဝမကောင်းပါဘူးဆက်ရုံတွေပိတ်ထားတော့တောထဲတွေရေချိုးကန်နေတဲ့မှာဖြစ်တယ်လို့ခိုးချက်ကြရတာလေအထူးသဖြင့်ဂျင်ရက်တွေကိုရေချိုးကန်နေမှာစိတ်ပြီးချက်ကြလို့ဗတ်တက်ဂျင်လို့တော့နာမည်ကြီးတယ်ဒီလိုစနစ်တကျချက်ထားတာမဟုတ်တဲ့ရက်တွေကရတာလည်းရမ်းဆိုးတယ်လို့အနံ့လည်းစေးအောင်စပရိတ်နိုင်ပြီးနန်းနေတယ်တချို့ဆိုတောက်ပြီးမျက်စိကိုရတာအသက်သေးတာတွေရှိတယ်ဒါပေမဲ့လည်းလူတွေကလည်းတောက်ချင်တော့အဲ့ဒီအနှံ့ဆိုရတာဆိုကြီးကိုဘလို့ဖုံးကွယ်ပြီးတောက်လို့ကောင်းအောင်လုပ်မလဲဆိုတာကိုဗာရဏတွေကခေါင်းစားလာရပါတော့